တော်ရိုင်းဒရိတ်ဆန်နေတဲ့မှာဘရင်လူတင်စားခံရတဲ့ချင်းတိတွေရဲ့ဘဝဟာတကယ်ကိုခန်းညာထွယ်ဝပြီးစနေကြလုံးနဲ့သူတို့ရဲ့အခြေအလုံးနဲ့နေထိုင်မှုပုံစံတွေကလူသားတွေအတွက်တောင်မှတ်သားစရာပြပါပဲချင်းတိတွေရဲ့အချက်ကဂျန်နန်းမဝရပေမဲ့တကယ်တော့အရန်ကိုနုညံ့ပါတယ်ချင်းသေးမလေးတွေကသူတို့အစင်းသင်းဖြစ်ပြီးဆိုရင်အထီးရဲ့အနာမှာပွတ်တက်ပြီးချစ်ပြူဟာစလေးရှိကြပါတယ်တခါချစ်သူရှာပြီးဆိုလို့ရှိရင်တပတ်နိဗ္ဗအမဲလိုက်တာကိုတော့နားပြီးအခြေရေးကိုပဲအာယုံစိုက်တတ်ကြတယ်သူတို့ချစ်သူရှာတဲ့အချိန်မှာဟိဟောက်တတ်ကြပေမဲ့ပုံမှန်အချိန်မှာတော့တကောင်ရဲ့ခေါင်းကိုတကောင်ကပွတ်တက်ပေးတာရှားနဲ့ရပေးတာမျိုးကသူတို့ရဲ့နုညံ့တဲ့အချက်ကိုဖော်ပြတာပါပဲချင်းသေးတွေရဲ့ lifestyle ကတကယ်ကို master class တစ်ခုပါပဲတနေ့ကို16နာရီကနေ20နာရီထိအိပ်ဆက်ပြီးအားရင်စူဆောင်တတ်ကြတယ်အလုပ်လုပ်ရင်အစွမ်းကုန်နားရင်အပြည့်အဝဆိုတဲ့မူဝါဒကိုကျင့်သုံးတာပါချင်းသေးအုပ်စုရဲ့ကြောယူဟာအမတွေကသူတို့ကပဲအဖွဲလိုက်နီးပြူဟာနဲ့အမဲလိုက်တယ်လို့သားသမီးတွေကိုလည်း sisterhood စိတ်ဓာတ်နဲ့ဝိုင်းဝန်းပြုစုကြပါတယ်အထီးကြီးတွေကတော့9မိုင်ခွာထိကြားနိုင်တဲ့ဟင်းတန်နဲ့သူတို့နယ်မြေကိုကာကွယ်ကြတယ်လို့သူတို့ရဲ့လဲဆာမွေးကပိုပြီးနက်မှောင်လေးပိုပြီးခန်းညာကြမှလေးတွေပါပဲရှင်သေးတွေဟာညဘက်မှာဒူတွေထက်6ဆပုံမြင်ဟိုင်းတဲ့မျိုးလုံးတွေကိုပိုင်းဆိုင်ထားပါတယ်သူတို့ရဲ့ခြေဖွားတွေကနူးညံ့တဲ့အသားဆိုင်တွေနဲ့ဖွဲ့စည်းထားလို့အမဲလိုက်တဲ့အခါပါးကောင်နားကိုအတမ်းမထွက်ဖဲကတ်သွားနိုင်ပါတယ်သူတို့ချင်းချင်းခေါင်းချင်းပွတ်တတ်တာဟာဘာတို့ကမိသားစုဝင်တွေပဲလို့အသိမှတ်ပြုတဲ့ချစ်စရာလူမှုရေးအမူအရာလေးတွေပါရှင်သေးတွေရဲ့အခြေရေးဘဝကတော့အာမန်ပြည်နဲ့ခံရထားပါတယ်တော်ရိုင်းဒရိတ်ဆန်တွေရဲ့စိတ်ဝင်စားစရာအကြောင်းကိုသိကျင်သေးတယ်ဆိုလို့ရှိရင်တော့ YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်